HSK 6级第13课，从旅游指南看事实变称 Vocabulary Part 2 简要 Brief, concise အတူဆုံးပြောတာရည်သူတစ်ချိန်တစ်ခါလောက်ပဲအတိတ်မှာတော့တစ်ခေါက်အဲ့လိုမျိုးဖြစ်ဖူးတယ်ဥပမာပြောရမယ်ဆိုရင်一年一度的春又到燕子都飞回来了တနေ့တစ်ခါຫນွေဥရောက်တာနဲ့ပြန်လွှားငလေးတောင်ပြန်လာကြပြီ Once again spring has arrived even the swallows have flown back 他的性格比较古怪喜笑独来独往不跟别人交流သူအကျင့်စရိုက်ကထူးထူးဆန်းဆန်းနဲ့တယောက်တည်းပဲတော်လာလောက်ပြီးဘယ်သူနဲ့မှလည်းစကားမပြောအဆက်ဆံမလုပ်ဘူးရီရှောက်ကကြတော့အမြဲတမ်းအဲ့လိုဖြစ်ခဲ့တာတလျှောက်လုံးရီသူ့ကကြတော့တလျှောက်လုံးဖြစ်ခဲ့တာမဟုတ်တစ်ခေါက်လောက်ပဲဖြစ်ခဲ့တာအဲ့လိုမဟုတ်ရင်နှစ်စဉ်နှစ်တိုင်းတစ်နှစ်တစ်ခါအဲ့လိုအခါမျိုးမှာလည်းရီသူ့ကိုအသုံးပြုတယ်汉语太难了我一度想放弃但最后还是坚持下来了ဒီဥစ္စာအရန်ခတ်တော့လက်လျှော့ချင်ခဲ့ဘူးသေးတယ်အတိတ်မှာတစ်ခါလောက်ဒါပေမဲ့အခုတည်းကစူးစမ်းလာခဲ့တယ်一年一度的泼水节ဆိုရင်တစ်နှစ်တစ်ခါလုပ်တဲ့သကြံပွဲ轰动အုံကြွကြွဖြစ်လာတာလူတွေအများကြီးအဲ့အကြောင်းအရာကိုသိလာပြီးတော့မှနာမည်ကြီးသွားတာလိုမျိုး轰动趣味脑စိတ်ဝင်စားမှုကြိုက်နှစ်သက်မှု这本书写得太枯燥了一点趣味都没有ဒီစာအုပ်ကိုရေးရတာအရင်ပြင်းမှုကောင်းတယ်စိတ်ဝင်စားစရာနည်းနည်းလေးမှမရှိဘူး版本 edition version 英文版本ဆိုရင် English version ကိုပြောတာ这本书有中文版本ဒီစာအုပ်ကတရုတ် version လည်းရှိတယ်发行 to issue to publish to distribute ထုတ်ဝေသည်ဖြန့်ချီသည်中外语版本同时发行ကျုံးဆိုတာကကျုံးဝမ်တရုတ်ဘာသာကိုဝါယူနိုင်ငံခြားဘာသာစကားကိုပန်းပန်အဲ့ဘာရှင်တစ်မျိုးလုံးကိုထုံးရှဖာရှင်တစ်ချိန်တည်းမှာပဲထုတ်ဝေသည်事业 career ကိုပြောတာအသက်မွေးဝမ်းကြောင်း教育事业ဆိုရင်ပညာရေးနဲ့ဆိုင်တဲ့နယ်ပယ်ပညာရေးနဲ့ဆိုင်တဲ့အသက်မွေးဝမ်းကြောင်း我希望自己的事业能够有所长处 I hope my career will achieve successငါရဲ့အသက်မွေးဝမ်းကြောင်းလမ်းမှာအောင်မြင်မှုတွေရရှိဖို့မျှော်လင့်တယ်။ရန်ရှမ်းဆွဲဆန့်သည်ခြံရဲ့ industry လုပ်ငန်းကြန့်ရှင်းအသက်ပြန်လည်သွင်းသည်ကျွယ်ဝဖွံ့ဖြိုးလာအောင်လုပ်သည်ကြန့်ရှင်း农业ခြံရဲ့农业က agriculture စိုက်ပျိုးရေးကိုပြောတာ农业ခြံရဲ့ဆိုတာက agricultural industry စိုက်ပျိုးရေးကဏ္ဍကိုဖွံ့ဖြိုးလာအောင်လုပ်သည်ကျူလျောအရေးကြီးရဲ့ကဏ္ဍ犹如ဆိုတာတကဲ့သို့ verb to be like to seem as if 他的笑容犹如春天的阳光သူမရဲ့အပြုံးလေးကຫນွေဦးမှာရှိတဲ့နေရောင်ခြည်နဲ့တူတယ်犹如ကတခုခုတင်စားပြီးတော့ပြောတာ中者ရည်ရွယ်ချက်လာမှုသတင်းစာတို့ magazine တို့ရဲ့ column ရန်ရှင့်လူသားတဘာဝလူတဘာဝ偏僻ဝေးလံသော remote far off 偏僻的地方ဝေးလံတဲ့ဒေသ沿海ကမ်းရိုးတန်းတစ်လျှောက်ကမ်းရိုးတန်းဒေသ沿海城市ကမ်းရိုးတန်းမှာရှိတဲ့မြို့ coastal city 沿海城市风土人情အဲ့ဒေသမှာရှိတဲ့အခြေအနေတွေဓလေ့ထုံးတမ်းတွေ风土人情宗教 religion ဘာသာရေး宗教信仰ဘာသာရေးတဝင်ယုံကြည်မှု我的宗教信仰是佛教ဗုဒ္ဓဘာသာကိုတဝင်ယုံကြည်ရဲ့ကိုးကွယ်တယ်我没有宗教信仰ဘယ်ဘာသာကိုမှမကိုးကွယ်ဘူးတဝင်ယုံကြည်ရဲ့ဘာသာမရှိဘူး经费ရန်ပုံငွေ预算 budget အသုံးစရိတ်参谋 advisor အကြံဉာဏ်ပေးတဲ့သူဒါမှမဟုတ် verb အနေနဲ့အကြံဉာဏ်ပေးသည်လို့လည်းသုံးတယ်你帮我参谋我该不该接受这份工作你ငါ့ကိုကူပြီးအကြံဉာဏ်ပေးပါအောင်ဒီအလုပ်ကိုလက်ခံတင်လားလက်မခံတင်ဘူးလား你帮我参谋我该不该接受这份工作繁体字
traditional Chinese character တရုတ်စလုံးအရှိရှေးတရုတ်စလုံးအရှိကိုပြောတာထိုင်ဝမ်စကားလုံးတွေလိုမျိုးကျန်းထီစကအခုသုံးနေတဲ့စကားလုံး普通话လိုမျိုးအတူရေးရဲ့တရုတ်စကားလုံး simplified Chinese character လို့ခေါ်တယ်ဝေရှင်းဆိုတာကဂျိုဒူကိုပြောတာ satellite တောင်းဟန်လမ်းပြသည်လမ်းညွှန်ပေးသည် to navigate ရှောင်းတောင်းလမ်းပြပေးတဲ့သူ租赁ငှားရမ်းသည်汽车租赁公司有几辆汽车 How many cars does the car rental company have ကားငှားပေးတဲ့ကုမ္ပဏီမှာကားဘယ်နှစီးလောက်ရှိလဲ租赁公司ငှားတဲ့ကုမ္ပဏီကြောက်ဖုံရွက်ဖြင့်တဲ့ကိုပြောတာ